လာပါကိုကျော်မီးရမြင့်ဆက်နဲ့အင်ဗာတာရောင်းဝယ်ရေးကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုပါရစေအခုကျွန်တော်ရဲ့ချင်းမိတ်ဆွေ customer တွေကို auto manual နှစ်မျိုးသုံးမဟုတ်ပဲနဲ့ကျွန်တော်တို့ဒီ fully auto ပေါ့နော် automatic auto တိတန် auto အကျ60 80လောက်ကနေစပြီးတော့အလုပ်လုပ်တဲ့စက်ကောင်းတစ်လုံးနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်ပေါ့နော်ဟုတ်ကဲ့တစ်ချက်တော့ကင်မရာလေးနည်းနည်းလောက်အရှိလေးတိုးပေးပါအခုဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့ SIE တစ်စိမ့်ပေါ့နော် SIE တစ်စိမ့် fully automatic ပေါ့နော် fully automatic 10kb ပေါ့နော် 10kb ဆိုတော့ watt 1000ရှိတယ်ပေါ့နော်ဟုတ်ကဲ့ဒီဆက်ရဲ့အလုပ်လုပ်ပုံပေါ့နော်သူ့ရဲ့ auto အကျအလုပ်လုပ်ပုံကိုကျွန်တော်တေချာအသေးစိတ်လေးရှင်းပြပေးမယ်သူ့မှာဆိုလို့ရှိရင် manual မပါဘူးပေါ့နော် auto တိတန့်ပဲ auto တိတန့်အောင်မှာသူက auto အကျ80ပေါ့နော်65 80လောက်ကနေစပြီးတော့220ထိကိုသူကဆွဲတင်ပေးတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့စပြီးတော့ breaker လေးကိုစတင်လိုက်မယ်ဒါဆိုလို့ရှိရင် तू က stat ပေါ့နော်စပြီးတော့ तू ကယုံတယ်ပေါ့နော်စယုံတဲ့အချိန်မှာကျွန်တော်တို့ကအခုဆိုလို့ရှိရင်ဒါကတော့အဝင်မီတာပေါ့နော်အဝင်ကကျတော့100လောက်ရှိမယ်အထွက်ကကျတော့ तू က220ကျော်အထိကို तू ကဆွဲတင်ပေးထားတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်က100အောက်လောက်ကိုပေါ့နော်ဒီအဝင်မီတာလေးကိုအဝင်မီတာမှာ तू က EBC ဘယ်လောက်ဝင်လဲဝင်တဲ့ဥစ္စာကို तू ကပြန်ပြပေးတယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ကအခုဆိုလို့ရှိရင်100အောက်လောက်ကိုကျွန်တော်တို့ကဆွဲချကြည့်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က60ပေါ့နော်65ပေါ့နော်65လောက်ကနေစပြီးတော့ तू က auto အလုပ်လုပ်တယ် तू က200ကျော်ကို तू ကဆွဲတင်ထားပြီးတယ်ပေါ့နော်ဒါကကျတော့အထွက်ပေါ့နော်ဒါအထွက်ဒီကောင်ကကျတော့အဝင်ပေါ့နော်အဝင်ကကျတော့ကျွန်တော်တို့65လောက်ပဲရှိမယ်အထွက်ဆိုလို့ရှိရင်200ကျော်ကိုဆွဲတင်ထားပြီးတယ်ဒါကကျတော့ तू က auto နဲ့60လောက်ကနေစပြီးတော့ तू ကဆွဲတင်ထားပြီးတာပေါ့နော်ဒီဆက်ရဲ့အားတာချက်ကကျတော့မြန်မာအလုံးပဲဘာမှအထိုင်ပဲ relay type ဖြစ်တယ်အဲ့ဒီ relay type ကိုမှ तू က auto အကျ60လောက်ကနေစပြီးတော့အလုပ်လုပ်တယ်ပေါ့နော်ကျွန်တော်အခုစပြီးတော့ဒီ60လောက်60ပေါ့နော်စပြီးတော့ကျွန်တော်အပေါ်ကနေပြီးတော့ကျွန်တော်60အပေါ်ကိုကျွန်တော်တစ်လုံးချင်းစီသူ့ရဲ့ auto ဘိုင်းတစ်ချက်ချင်းစီအလုပ်လုပ်ပုံကိုကျွန်တော်ရှင်းပြပေးမယ်နော်အော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ EBC အဝင်ကများလာပြီဒါဆိုရင်150ကျော်သွားပြီဒါဆိုလို့ရှိရင်180အဲ့ဒီမှာလဲ तू ကဒါကတော့အထွက်မီတာပေါ့နော်ဒါကတော့ကျွန်တော်တို့စက်ကထွက်တဲ့အထွက်မီတာကိုဟိုကွက်ကွက်ကွင်ကွင်မြင်အောင်ပေါ့နော် digital မီတာလေးနဲ့ကျွန်တော်ပြပေးထားတာလေးပါဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့200ကျော်သွားပြီဟုတ်ပြီကျွန်တော်တို့အခုဆိုလို့ရှိရင်အဝင်က290 80လောက်ပေါ့နော်290 80လောက်ရှိတယ်အထွက်ကကြတော့250လောက်ပဲဖြစ်သွားပြီပြောချင်တာကသူ့စီမှာကျွန်တော်တို့ down system ပါတယ်ပေါ့နော်သူ့စီမှာမီးအားများသွားပြီဆိုလို့ရှိရင်ပြန် short ပေးတဲ့စနစ်ပါမယ်ဒါဆိုလို့ရှိရင်ပြန်ပြီးတော့ဆင်းလာတာပေါ့နော်သူက auto အကျ65 80လောက်ကနေစပြီးတော့မီးဝင်ဘယ်လောက်ကြီးပဲရှိသူက220မှာအမြဲတမ်းသူကဆွဲတင်ထားပြီးမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ EBC အဝင်ကပြန်ပြီးတော့အောက်ကိုပြန်ပြီးတော့ဆင်းလာတာပေါ့နော်အောက်ကိုပြန်ဆင်းလာတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့100လောက်ဖြစ်သွားပြီဟုတ်တယ်နော်190 80နော်โอเคအဲ့လောက်ဒါဆိုလို့ရှိရင်60လောက်ပြန်ဖြစ်သွားပြီအဲ့လောက်အနေထားမှာလဲသူက200ကျော်ကိုဆွဲတင်ထားပြီးတယ်เนาะနောက်တစ်ခုသူ့မှာကကြတော့ကျွန်တော်တို့ direct line စနစ်လဲပါတယ်အကယ်လို့ကျွန်တော်တို့စက်ကိုအသုံးမပြုကျင်တော့ဘူးเนาะစက်ကိုအသုံးမပြုကျင်တော့ဘူးကျွန်တော်တို့စက်ကိုအနားပေးထားခြင်းတဲ့အချိန်မျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီခလုတ်လေးပေါ့เนาะ direct ခလုတ်လေးကိုနှိပ်ပေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဝင်ရောအထွက်ကောအတူတူဖြစ်သွားပြီအဝင်ကဘယ်လောက်ဝင်မလဲ60ဝင်တယ်ဆိုလို့ရှိရင်အထွက်ကလည်း60ပဲပြန်ထွက်မယ်အကယ်လို့ကျွန်တော်တို့ကစက်ကိုဒါရိုက်မှမထားဘူးစက်ကိုသုံးကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအပေါ်လေးကိုတင်ပေးလိုက်မယ်အဲ့ခါကျလို့ရှိရင် auto ကသူ့အနေနဲ့သူပုံမှန်လေးပြန်ပြီးတော့အလုပ်လုပ်သွားမယ်ပေါ့နော်